န်းခင်းလန်းကိုမလျှောက်နေတော့မှပန်းတွေကိုကိုယ်တိုင်ကျဲမှာပေါ့နော် ရေရှည်အတွက်နဲ့စဉ်းစားပြီးကိုယ့်ကိုလာပြီးရှာမဲ့လူကအလင်းအမြန်ရောက်လာဖို့ရှိရဆို message လေးပေးချင်ပါတယ် Hello welcome back to Illumination Trust your soul page ကတော့ဖြစ်ပါတယ် July 29အတွက်ကိုကြော့ Full Moon Inquiry message လေးဖတ်ပေးစနေပေါ့နှစ်ယောက်က Tarot reader တူပေမဲ့ vibe ကမတူ ဒါကတော့ဖွားတက်ပါဒါကတော့ကလေး desk ပါကလေးသိန်းလေးပေါ့နော်ကလေးကနေလူကြီးအဖွားကြီးတွေဒီကြည့်လို့ရမယ် reading ဖြစ်ပါတယ် ဒီနေ့ကြော့ရဲ့ဒီ video မှာပေါ့နော် collective message တူဖတ်မဲ့ဧည့်သည်တော်လေးရတော့ပေါ့နော်တော်ဖြစ်ပါတယ်တော်က Trust Your Soul Tarot Page ရဲ့ creator ပေါ့နော်သူကဒီ Tarot တွေရော Oracle တွေရောဖတ်တယ်ပေါ့နော် ကောင်လေးတွေလည်းဖတ်တယ် Aquarius ရဲ့ theme ကတကယ် collaboration teamwork community ဆိုတဲ့ vibe လေးပေါ့နော်အဲ့တော့ဒီနေ့Full Moon Aquarius message ဖတ်တဲ့အခါမှာဒီလိုမျိုး vibe လေးရအောင်လို့တော်နဲ့တူတူကျွန်တော်တို့ collective message လေးတူတူဖတ်ကြမယ်ပေါ့နော်တော့ဖနက်ကချာတုံးကတော့လက်ကလောက်ချာဘွားဆိုအများကြီးချနိုင် ဟိုးအရင်မှပါကြာလာကြည့်လိုက် 3ကတ်ဆိုပြီးတော့အမအများနေပြီ6ကတ်တာ ပထမဆုံးအနေနဲ့ကတော့ပေါ့နော် Two of Cups အရင်ကြတော့ Full Moon Aquarius မှာလေဘယ်လိုခံစားရလဲဆိုတော့ချစ်ချင်းမေတ္တာနဲ့ပတ်သက်တဲ့အခွင့်အလမ်းတွေပွင့်လန်းလာနိုင်တဲ့ message ရှိရယ်ရေရှည်အတွက်ဖန်တီးနေတဲ့ relationship ဆိုရင်ရေရှည်မှာအဆင်ပြေနိုင်တဲ့လူတယောက်ဝင်လာဖို့ရှိရဆိုတဲ့ message ပေးခြင်းတယ်အချစ်ရေးလို့မပြောပေမဲ့အချစ်ရေးကတည်းထွက်တယ်နောက် Cup မှာလည်းကိုကလေ abandon ဖြစ်နေပြောတာချစ်ချင်းမေတ္တာနဲ့ဆိုတဲ့နေရာမှာဒီအစားအသောက်တွေရောငွေကြေးရောအဲ့လိုစားစရာကြိုက်တဲ့ foodie တွေပါမလားပေါ့နော်ဒီထဲမှာဆိုရင်လေတော့လေပုံကိုကြည့်လိုက်တော့စားစရာတွေမျက်လုံးနဲ့အရောင်တွေထွက်နေတာပေါ့နော်အဲ့ဒါကြောင့်အရှမ်းအပဲစားရကိန်းလည်းရှိရဆိုတဲ့ message ပေးခြင်းနဲ့ကိုစီကိုကိုဘွားရဲကိုအဲ့ဒီလူကကိုစီကိုလာဖို့စပြီးစီစဉ်နေပြီမကြခင်မှာတကယ်ကိုရောက်လာမယ်ဆိုရင်အလုံး action ယူပြီးကိုရောက်လာမှာကွာဒီလားပြီးတော့ရင်တကယ်ရေးရှည်ပေါ့မိသားစုဘဝလေးလိုမျိုးဖန်တီးနိုင်မယ်ဆိုတဲ့ message ကို Full Moon Aquarius မှာပေးချင်ပါတယ် ကျောင်းလဲမှာတော့ဒီ Full Moon Aquarius မှာပထမဆုံးကြားတဲ့ bottom ကတဖူးကြီးကြားတယ်တော့ Aquarius ကပဲလေအဲဆိုင်မယ်တဖူးကြားရဲဆိုတော့ဒီ Aquarius မှာကိုယ့်အတွက်အပြောင်းလဲတွေပေါ့နော် new beginning new journey ကိုကဆုံးဖြတ်ချက်ချဖို့ရှိရဲကိုယ့်ရဲ့ရှေ့မှာ transformation တွေရလေပတ်စံတွေရောပန်းတွေရောကျဲပြစ်မှာဆိုတော့ဒီလမ်းကကိုယ့်အတွက် abundant ကိုကိုယ်တိုင်ဖန်တီးမယ်ဆိုတော့ message လေးရရပေါ့နော်ပြီးတော့နောက်တစ်ခါကပထမဆုံးထွက်လာတာ Ace of Swords ထွက်လာ Aquarius theme ပဲလုံးဝ Ace of Swords ဆိုတော့ like idea တွေ creation တွေ decision တွေကိုအပြတ်သက်ချတော့မယ်ဆိုတဲ့ဟာမျိုးပေါ့နော် boundary လည်းမြင်ရတယ်ပြီးတော့နောက်တစ်ခါကကြာတော့တကယ်ကိုဖွာလာပြီ major ကတ်နှစ်ကတ်ကြတယ်နှစ်ကတ်လုံးကလည်းပေါ့နော်0ရယ်9ရယ်ခု9ကက်က the hermit ကက်ပေါ့နော် hermit ကက်မှာကြောင့်မြင်ရမီးတုပ်ကြီးကိုကင်လာရဲဆိုတော့ earth sign energy ရနေပြီမဲ့ဒီမှာ fire energy ကိုလည်းပေးရယ် moon energy water energy ကိုလည်းပေးရယ်ကိုယ့်ရဲ့ intuition တွေကိုယ့်ရဲ့ဒီ ideas တွေမှာပေါ့နော်ကိုကအဲ့ဟာကိုရဖို့အတွက်ကိုယ့်အတွက်အေးစစ်စစ်ရှိမဲ့နေရာမျိုးကိုဒီ full moon မှာနေပြမယ်လို့ထင်တယ် full moon Aquarius ညမှာပဲဖြစ်ဖြစ်ကိုယ့်အတွက်အေးစစ်မဲ့နေရာမျိုးတည်ရမလားတရားထိုင်လို့ရမယ့်နေရာမျိုး isolation ပုံစံမျိုးနဲ့မှာကိုယ့်အတွက်အေးစစ်စစ်ပေါ့ကို decision ချခြင်းတဲ့အရာတွေရှေ့ဆက်ပြီးတော့လုပ်ချင်တဲ့အရာတွေမှာထပ်ပြီး idea ရလာမယ်လို့ထင်တယ်ပြီးတော့တယောက်တည်းပေမဲ့လည်းဘေးနားမှာကိုယ့်အတွက် guard တွေရောရှိရယ်ဒီမှာခွေးလေးနှစ်ကောင်ကရှေ့ကနေစောင့်ပြီးနေရဆိုတော့ protection တွေလည်းရှိနေရပေါ့နော်ဒီ video ကြည့်နေမယ်ဆိုလို့ရှိရင်လေအဲ့တော့ hermit energy ပြီးတော့ဒီ full moon မှာအေးစစ်စစ်နဲ့အနားယူဖို့တယောက်တည်းဖြစ်နိုင်ပေါ့နော်တယောက်တည်းအေးစစ်နေဖို့အတွက်ကိုကျွန်တော်အကြံပေးချက်နဲ့ပြီးတော့ကတ်တွေကြော့ရဲ့ကတ်တွေကကြတော့အများစုကဒီမှာတယောက်တည်းများရယ်ပေါ့နော်ပြီးတော့ဒီမှာဖွားနေကြည့်လည်းများတယ်အဲ့တော့ဒီကတ်တွေကကြတော့ဒီကိုယ့်အတွက်ဒီ energy အရာဆိုလို့ရှိရင်ကိုယ့်အတွက်ဒီ decision ချရမယ့်အပိုင်းတွေဖြစ်ပြီးတော့ဒီတော့ဘက်ကကတ်တွေကကြတော့ခုနလိုမျိုးအားလုံးအဆင်ပြေသွားလိမ့်မယ်ဆိုတော့ future ကတ်တွေလို့ခံစားရတယ်။သိမတူပေမဲ့ဆက်နေရပေါ့နော်အကုန်လုံးကဒီရောက်လာမဲ့ဟာကိုကြိုပြောနေရဆိုတဲ့ဟာမျိုးကိုရတယ် future အတွက် energy ကိုရတယ်။ ကတ်တီအရာပေါ့နော် swords ကတော့ air energy လို့ခံစားရတယ် sword ကနှစ်ကတ်ပေါ့နော် ace of swords လည်းပါတယ် king of swords လည်းပါတယ်တယောက်တည်းတောက်ပနေတဲ့လူတွေလည်းရှိနိုင်တယ်တကယ်လို့အဖော်ရှားကျင်နေဆိုရင်လေကိုယ့်အတွက်ကောင်းမွန်တဲ့အဖော်ဖြစ်မဲ့
ကိုနဲ့ energy level တူရဲ့လူတစ်ယောက်ရောက်လာနိုင်ဖို့လဲအခွင့်အရေးရှိရဲဆိုတော့ message ကလေးပေးချင်ပါတယ်ရှင်တကယ်လို့ဒီဗီဒီယိုက energy ကြိုက်တယ်ဆိုရင်ယူပါအဆင်မပြေဘူးဆိုရင်ဒီအကြောင်းအရာလေးတွေကိုဗီဒီယိုလေးထဲမှာပဲချန်ထားခဲ့လို့ရပါတယ်အားလုံးအဆင်ပြေကြပါစေရှင်